အဲ့ဒီလောက်ထိအတိတ်ကိုသဘောပေါက်ပြီးတော့ပြီးခဲ့ပြီးသားကိုထားခဲ့တချို့များဆိုရင်ပြီးခဲ့ပြီးသားကိုမထားခဲ့နိုင်ဘူးပြီးခဲ့ပြီးသားကြီးကဝန်တိုးဝန်ဘိုးကြီးဖြစ်နေတယ်လေးတာပေါ့တချို့ဆိုရင်နလန်းကိုမထူဘူးအတိတ်ဝန်တိုးဝန်ဘိုးကြီးကသူ့ကိုဖိထားတာဟုတ်လားအဲ့ဒါအတိတ်ကိုအဲ့ဒါလိုလိုက်နေကြတာနော်တချို့ဆိုရင်အနာဂတ်နဲ့ပတ်သက်ပြီးတော့မျှော်လင့်ပြီးတော့ပြည်လည်မယ်ထင်တော့လည်းပဲရင်မှုမှုမေ့လျော့မှုနဲ့ဒီလိုနေတာပဲမပြည်လည်တော့ဘူးထင်မြန်တော့လဲစိုးရိမ်မှုပူပန်မှုတွေနဲ့ဒီလိုနေတာပဲအနာဂတ်ကိုလေအဲ့ဒီတော့မြတ်စွာဘုရားကအတိတ်ဆိုတာပြီးခဲ့ပါပြီတဲ့အဒီတံအတိတ်ဆိုတာပဟိနံချုပ်ခဲ့ပြီပျောက်ခဲ့ပြီဝါမရှိတော့ဘူးအနာဂတံအနာဂတ်ဆိုတာကလည်းပဲအပတ္တံရောက်မလာသေးဘူးအနာဂတ်ဆိုတာဘာမှရေရတာမဟုတ်ဘူးဟုတ်လားအနာဂတ်ဆိုတာရောက်မလာသေးလို့မရှိသေးဘူးဒါကြောင့်မြတ်စွာဘုရားကအတိတ်ကိုပြန်ပြီးတော့အစင်မလိုက်နဲ့အနာဂတ်ကိုမျှော်လင့်မနေနဲ့ဘာကြောင့်လဲအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ရိုးရိုးလေးပြောတာနော်အေးအဲ့ဒီတော့တရားဓမ္မတို့ဦးဇင်းတို့တွေအချိန်လေးဘယ်လိုကုန်နေကြလဲလို့စဉ်းစားရင်ဒီဆုံးမတော်မူချက်ကိုမလိုက်နာဘဲနဲ့အချိန်ကုန်ကြတာများတယ်စိတ်ဟာအတိတ်မှာနေတယ်များသောအားဖြင့်စာထဲကတော့မြတ်စွာဘုရားဝိပင်ကဝေဖန်ပြီးတော့အကျေပြောပါတယ်အတိတ်ကိုအစဉ်လိုက်တယ်ဆိုတာဘာပြောတာလဲဆိုရင်တဲ့ဦးဇင်းကအဲ့ဒါကြတော့ပါဠိတွေမရွတ်တော့ဘူးနော်အတိတ်ကိုအစဉ်လိုက်တယ်ဆိုတာတဲ့ကိုဖြစ်ခဲ့ပြီးသားအစဉ်ပြေမှုလေးတွေဒါဦးဇင်းကအရက်စကားနဲ့နားလည်အောင်ပြောတာစာထဲကတော့ခန္ဓာ၅ပါးနဲ့ရှင်းပြောတယ်ငါဘယ်လိုရုပ်ဖြစ်ခဲ့တယ်ငါဘယ်လိုခံစားမှုဖြစ်ခဲ့တယ်ငါဘယ်လိုမှတ်သားမှုဖြစ်ခဲ့တယ်အဲ့ဒါလိုတွေးပြီးတော့နှစ်သက်နေရင်အဲ့ဒါအတိတ်ကိုအရှင်လိုက်တာပြီးခဲ့ပြီးသားအရှင်ပြေမှုကလေးတွေကိုတွေးပြီးတော့ကြည်နူးနေတာပေါ့နော်အဲ့ဒါဗါတဲ့တော့အတိတ်ကိုအရှင်လိုက်တာဒါကိုတရားဓမ္မတို့ဦးဇင်းတို့တွေကချဲ့ထွင်ပြီးတော့စဉ်းစားရမယ်တခါပြီးခဲ့ပြီးသားအတိတ်ရဲ့မကျေနပ်ချက်တွေကိုပြန်ဖောပြီးတော့စဉ်းစားပြီးတော့စိတ်ရဲ့ပင်ပန်းနွမ်းနယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုယူနေတာတွေမများဘူးလားများတယ်အတိတ်မှာစိတ်ဟာနေပြီးတော့အကျိုးမဲ့ပေါင်းအကျိုးမဲ့ဖြစ်ခဲ့ပေါင်းများလာပါပြီဘာမှလည်းအကျိုးရှိတာမဟုတ်ဒီတော့အတိတ်ကိုလုံးဝမစဉ်းစားရဘူးလို့အဲ့ဒါလိုလည်းပဲဆိုလိုတာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒေသနာတော်တွေကိုတစ်ခုနဲ့တစ်ခုညှိတတ်ဖို့လိုတယ်နော်ဒါကြောင့်ဦးဇင်းတို့စကားပုံလေးရှိပါတယ်ကြမ်းတတ်မခဲကြမ်းညှိခက်တယ်တဲ့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရှင်ရာဟုလာကိုမြတ်စွာဘုရားဟောတာရှိတယ်အလုပ်တစ်ခုလုပ်ပြီးပြီဆိုလို့ရှိရင်ပြန်စဉ်းစားရမယ်တဲ့ဟောလာပြန်ပြီနော်ဒါကြတော့အတိတ်ကိုစဉ်းစားခိုင်းတယ်နော်ဘယ်လိုစဉ်းစားခိုင်းတာလဲဆိုတော့ဒါကိုရင်မှုဖို့